ဟာဒီတရားပေါ်ကလူအုပ်ကြီးကဘယ်ကိုသွားနေကြတာလဲသူတို့တွေဘယ်ကိုသွားနေကြတာလဲဆိုတာကိုဒီဗီဒီယိုလေးမှာဆက်ပြီးတော့ကြည့်တော့ပြီနော်အရင်ဦးဆုံးကပအမြင့်ဆုံးပြင်ပတက်လေကားကြီးကိုစီးပြီးတော့တောင်ပေါ်ကိုတက်ကြပါမယ်တောင်ပေါ်ကိုရောက်သွားပြီဆိုတာနဲ့ပို့ပြီးတော့အေးလာမယ်ရှုခင်းနေရလဲပို့ပြီးတော့လှလာပါတယ်နော်တောင်ပေါ်ရောက်သွားတာနဲ့ရာသီဥတုကတော့ခဏခဏကိုပြောင်းလဲနေရပါတခါတလေမှာမိုးတွေရွာလာတယ်ပြီးကြလို့ရှိရင်မြူတွေဆိုင်းလာတယ်အဲ့လိုမျိုးခဏခဏပြောင်းလဲနေတဲ့ရာသီဥတုကိုလည်းခံစားရမှာဖြစ်ပါတယ်ဒီနေရာလေးမှာတာမဲတောင်နေနဲ့မတူပဲနဲ့မြေကြီးတွေကနေပြီးတော့မိုးမျှော်တိုက်တွေလိုမျိုးထိုးထွက်နေတဲ့တဲကြောက်တိုင်ပေါင်း3000ကျော်တောင်တည်ရှိနေတာပဲဖြစ်ပါတယ်ဒီမိုးမျှော်တိုက်ကြီးတွေလိုမတ်ဆောက်နေတဲ့ကြောက်တုံးကြီးတွေဟာဆိုလို့ရှိရင်အပြင်မှာဆိုလို့ရှိရင်လည်းလုံးဝကိုရင်သက်ရှုမုံပွဲကိုလှပတာပါချို့နေရာတွေမှာဆိုလို့ရှိရင်တောင်မော်ရှောက်လန်းလေးတွေကအနှင်းငယ်ကြီးမြောင်းတဲ့အတွက်ကြောင့်မလို့ဒီလိုလူအုပ်ကြီးနဲ့လည်းကြုံတွေ့ရနိုင်ပါတယ်ဒီတဲကြောက်တိုင်ကြီးတွေကနှစ်တန်းပေါင်းများစွာရေနဲ့လေတိုက်စားမှုကြောင့်ဒီလိုထူးခြားတဲ့ပုံစံတွေဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်ဒီရင်သက်ရှုမောပွဲအောင်အရန်ကိုလှပတဲ့တဲကြောက်တိုင်ကြီးတွေကဆိုလို့ရှိရင်ကဘာကျော်အဗာတာရုပ်ရှင်ထဲမှာလည်းပါပါတယ်ကဲဒါဆိုလို့ရှိရင်ဒီနေရာလေးကဘာမှရှိနေရလဲဆိုတာကိုပြပြပေးမယ်နော်ဒီနေရာလေးကတော့တရုတ်နိုင်ငံကျန်းကျကျင်းမြို့ကျန်းကျကျင်း National Park ထဲမှာပဲတရှိနေတာဖြစ်ပါတယ်ဒီလိုအရင်ဝင်လာပါတဲ့နေရာလေးကိုတသက်မှာတစ်ခါလောက်တော့မဖြစ်မနေတွားကြည့်တင်တာမို့လို့ဒီဗီဒီယိုလေးကိုအခုပဲစိတ်ထားလိုက်တော့နော်